စောချစ်သူများအားလုံးမင်္ဂလာပါခင်ဗျာမျိုးဒီဆောင်းမှနားဆင်ပွဲရစာကောင်းလေးများတင်ဆက်လျက်ရှိပါတယ်ခင်ဗျာအခန်းကိုမိမိကိုမိမိစီကံသတ်မှတ်ခြင်းနဲ့ခေါင်းဆောင်နိုင်မှုမိမိကိုမိမိစီကံသတ်မှတ်နိုင်ခြင်းနဲ့ခေါင်းဆောင်နိုင်မှုဆိုတာအမြဲတစေတွဲလျက်ရှိနေပါတယ်ဘယ်ခေါင်းဆောင်မဆိုမိမိကိုမိမိစီကံမသတ်မှတ်နိုင်မဲ့စီးစနစ်မရှိဘဲရပ်တည်မယ်ဆိုရင်ရေရှည်မှာမလွဲမသွေကြာရှုံးမှာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်စီးစနစ်နဲ့နေထိုင်တတ်မှုကောင်းသောအရာမှန်သမျှဖြစ်စေလိုတဲ့အလိုဆန္ဒရှိမှုမိမိကိုယ်ကိုထိန်းချုပ်နိုင်မှုမိမိကိုမိမိလေးစားတန်ဖိုးထားနိုင်မှုတွေလိုအပ်ပါတယ်ခေါင်းဆောင်ကောင်းတွေရဲ့တမိုင်းကြောင်းကိုလေ့လာမယ်ဆိုရင်ရှေးရခင်ကခေါင်းဆောင်တွေမှာအရေးအချင်းအတော်များများမရှိခဲ့ပေမဲ့ယနေ့ခေတ်မီတိုးတက်တဲ့ကာလမှာတော့ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့အတွက်အရေးအချင်းနဲ့အရေးအသွေးများစွာလိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်ကျမတို့ရဲ့မိသားစုအတွင်းမှာရောစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေမှာရောဘာသာရေးအဖွဲ့အစည်းတွေမှာပဲခေါင်းဆောင်ရှိဖို့လိုအပ်နေပါတယ်ခေါင်းဆောင်ကောင်းရှိမှပဲနောက်လိုက်ကောင်းတွေများလာပြီးဘယ်အချိန်မျိုးမှမဆိုအောင်မြင်မှုရယူနိုင်မှာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတွေမှာတင်ယူနိုင်စွမ်းရှိရပါမယ်ခေါင်းဆောင်တဦးချင်းအလိုက်အရေးအသွေးပြေဝမှသာခက်ခဲတဲ့အလုပ်တွေကိုလွယ်ကူအောင်ဖြေရှင်းနိုင်မှာပါတိုးတက်မှုအတွက်အဆင့်၄ဆင့်လုပ်ငန်းတိုးတက်မှုအဝဝအတွက်စနစ်တကျအဆင့်လိုက်ဆောင်ရွက်ရမယ့်အဆင့်၄ဆင့်ရှိပါတယ်၁ဝန်ထမ်းတယောက်အဖြစ်နဲ့စတင်လုပ်ကိုင်ခြင်းဝန်ထမ်းတယောက်အဖြစ်နဲ့စတင်လုပ်ကိုင်ရမှာလုံလောက်တဲ့ပညာဗဟုသုတနဲ့အတွေ့အကြုံတွေရှိဖို့လိုအပ်ပါတယ်အရေးအချင်းတွေကလည်းလက်တွေ့အသုံးချနိုင်တဲ့အထိပြည့်မီရပါမယ်၂ကြီးကြပ်ရေးမှုအဖြစ်ဆောင်ရွက်ခြင်းဝန်ထမ်းအဖြစ်နဲ့အောက်သက်ကြီးလာပြီးဆိုရင်ကြီးကြပ်ရေးမှုဆိုတဲ့ယာရုအဆင့်တန်းနဲ့တာဝန်တွေပို့ပြီးယူလာနိုင်မှာပါကြီးကြပ်ရေးမှုဘဝမှာမိမိရဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုလက်တွေ့အသုံးချပြဖို့လိုအပ်ပါတယ်ဒီလိုနဲ့ကြီးကြပ်ရေးမှုအဆင့်ကျဉ်းညက်ပြီးနောက်ထပ်အဆင့်ညင်နဲ့မန်နေဂျာယာရုကိုလက်ခံပြီးပုံမူကြီးလေးတဲ့တာဝန်တွေဆက်လက်ထမ်းဆောင်ရပါမယ်၃မန်နေဂျာအဖြစ်ဆောင်ရွက်ခြင်းမန်နေဂျာတယောက်ဖြစ်လာပြီဆိုရင်အောက်ခြေဝန်ထမ်းတွေထက်အမြဲတမ်းတကွက်ကျိုးမြင့်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်ဒီလိုတကွက်ကျိုးမြင့်ထားမှလည်းလုပ်ငန်းအရာကင်တွယ်စီမံရမှာနိုင်နှင်းဖြစ်လာမှာပါမန်နေဂျာဘဝမှာတော့ကြီးကြပ်ရေးမှုထက်ပိုပြီးတာဝန်ကြီးတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အခုဖော်ပြခဲ့တဲ့ခေါင်းဆောင်အဆင့်တန်းဘယ်နေရာမှမဆိုအဆင့်လိုက်ထိုက်တန်တဲ့ခေါင်းဆောင်နိုင်စွမ်းရှိရမှာပါအချို့ခေါင်းဆောင်တွေကိုအတင်းလုပ်ယူပြီးမွေးကြသလိုအချို့ကြတော့လေမွေးရပါခေါင်းဆောင်နိုင်စွမ်းနေပါရှိနေကြပြန်တယ်အချို့ခေါင်းဆောင်တွေကြတော့သူတို့ကိုအများကယုံကြည်လက်ခံပြီးတင်ထားကြတာဖြစ်ပါတယ်ဘယ်လိုကြောင့်ဖြစ်ဖြစ်ခေါင်းဆောင်ဖြစ်လာပြီဆိုရင်ခေါင်းဆောင်တယောက်မှရှိရမယ့်အရေးအသွေးတွေအားလုံးရှိဖို့လိုအပ်ပါတယ်ခေါင်းဆောင်တယောက်မှရှိရမယ့်အမြင်ခေါင်းဆောင်တယောက်ဟာအနာဂတ်ကိုကြိုမြင်နိုင်စွမ်းတဲ့လက်ရှိအခြေအနေကနေအနာဂတ်မှာဖြစ်လာမယ့်အခြေအနေတွေကိုကြိုတင်ရိပ်စားမိနိုင်မှုလိုပါတယ်ခေါင်းဆောင်တယောက်မှရှိတဲ့အမြင်သို့မဟုတ်စိတ်ကူးစိတ်တမ်းတွေဟာခေါင်းဆောင်တယောက်တည်းအသုံးပြုဖို့မဟုတ်ဘဲနောက်လိုက်တွေကိုပါမျှဝေနားလည်အောင်ချပြပေးရပါမယ်ခေါင်းဆောင်ဖြစ်လာပြီဆိုရင်ခေါင်းဆောင်တယောက်ရဲ့လေးသန်းနဲ့စကားပြောတတ်ဖို့နောက်လိုက်တွေရဲ့လေးစားမှုကိုခံနိုင်မှုလုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေကိုစီးရုံးနိုင်မှုတွေရှိရပါမယ်ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးရေးသားထားတဲ့စာအုပ်တွေအများကြီးရှိပါတယ်စစ်ဖက်ခေါင်းဆောင်တွေဟာနောက်လိုက်တွေထက်ပိုသာတဲ့အမြင်ရှိနေလို့အောင်မြင်မှုတွေရရှိကြတာပါဒီလိုပဲစီးပွားရေးလုပ်ငန်းရှင်တွေမှာပိုသာတဲ့အမြင်ရှိလို့အောင်မြင်မှုရရှိကြတာပါစံထားလောက်သည့်ခေါင်းဆောင်တွေဟာလုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့စံကိုသတ်မှတ်ပေးနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်ဒီတော့အဖွဲ့အစည်းတစ်ခုခုမှာခေါင်းဆောင်ဟာအထူးကကြတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ခေါင်းဆောင်တယောက်ရဲ့ဩဇာအာဏာဟာအောက်ခြေမှာရှိတဲ့နောက်လိုက်အားလုံးကိုယုံကြည်ချက်ရှိလာစေတဲ့အထိဩဇာတက်ရောက်နိုင်ပါတယ်ဒီနည်းအတိုင်းခေါင်းဆောင်တယောက်ရဲ့အပြောဆိုအပြုအမူတွေဟာလည်းလက်အောက်ဝန်ထမ်းတွေကိုကောင်းခြင်းဆိုခြင်းဆိုတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေတတ်ပါတယ်တကယ်လို့ခေါင်းဆောင်ကအကောင်းမြင်တတ်မယ်အပြုသဘောဆောင်ပြောဆိုဆက်ဆံမယ်ယုံကြည်ချက်ပြည့်ဝမယ်ဆိုရင်လုပ်ငန်းတစ်ခုလုံးအခက်အခဲအမှားအယွင်းမရှိဘဲအောင်မြင်မှာမလွဲပါဘူးတင်ခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်တင့်ကိုတင်ခေါင်းဆောင်နဲ့တူအောင်အတက်နိုင်ဆုံးစူးစမ်းနေထိုင်ပြီးထူးခြားတဲ့သူတယောက်အနေနဲ့ထူးခြားတဲ့လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်တင်ဟာအယောင်စိတ်တဲ့အဖွဲမှရှိနေစဉ်က
အယောင်စိတ်တဲ့အားလုံးဒီတို့တာဝန်ကျေယုံလုပ်နိုင်ခဲ့ပေမဲ့မန်နေဂျာလည်းဖြစ်လာရောစီမံခန့်ခွဲရတဲ့အလုပ်တွေကိုလုပ်ရတော့မှာပါဘယ်အခန်းကဏ္ဍမှာမဆိုခေါင်းဆောင်တယောက်ဟာမိမိကိုယ်မိမိစီကံတတ်မှတ်ပြီးစံပြဖြစ်အောင်ပြုမှုနေထိုင်ရမှာဖြစ်ပါတယ်ခေါင်းဆောင်ဖြစ်နေတဲ့တင်ကိုလူတိုင်းကစောင့်ကြည့်ပြီးအမှတ်ပေးနေမှာဖြစ်လို့အဖက်ဖက်ကနေအကောင်းဆုံးဖြစ်အောင်ကြိုးစားရပါမယ်စံတတ်မှတ်ခြင်းလုပ်ငန်းအဖွဲ့အစည်းတစ်ခုကိုစံတတ်မှတ်တဲ့သူတွေကတော့ခေါင်းဆောင်ဆိုသူတွေပဲဖြစ်ပါတယ်စံတတ်မှတ်ရမှာလုပ်ငန်းရဲ့အဆင့်တန်းဝန်ထမ်းနဲ့ခေါင်းဆောင်တို့ရဲ့အပြုအမူစီမံခန့်ခွဲနိုင်စွမ်းတွေကိုစံတတ်မှတ်ရမှာပါအများအားဖြင့်ခေါင်းဆောင်တွေဟာအခြားသူတွေထက်အလုပ်ကိုပိုလုပ်တတ်ကြတယ်ပြီးတော့တတ်သိရှိကြတယ်စိတ်ဆုံးဖြတ်မှုပိုင်နိုင်တယ်စိတ်ကူးကောင်းတဲ့ကြိုတင်သိမြင်နိုင်စွမ်းတွေရှိကြတယ်အခြားသူတွေထပ်ပိုပြီးမစုံမနစ်စူးစမ်းနိုင်ကြတယ်နောက်ပြီးခေါင်းဆောင်တွေဟာအဖွဲ့အစည်းအတွက်စံသတ်မှတ်နိုင်ကြတယ်တန်မိုးနဲ့စီကံများသတ်မှတ်ခြင်းခေါင်းဆောင်တွေဟာလုပ်ငန်းရဲ့တန်မိုးနဲ့စီကံတွေကိုသတ်မှတ်ရမှာအရေးအသွေးပြည့်မီစွာနဲ့ဆုံးဖြတ်ချက်ပိုင်နိုင်စွာနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတို့ရဲ့စီကံ9မျိုးအဖက်ဖက်ကပြည်စုံတဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုရင်အရေးပါတဲ့စီကံ9မျိုးထားရှိဆောင်ရွက်ရမှာဖြစ်ပါတယ်စီကံချက်9မျိုးကိုအောက်ပါအတိုင်းဖော်ပြလိုပါတယ်1အရာရာနောက်ကျောင်းရှင်းခြင်းခေါင်းဆောင်ကောင်းတယောက်အတွက်အရေးပါတဲ့တာဝန်ယူနိုင်မှုကတော့အရာရာနောက်ကျောင်းရှင်းပြီးအရှုပ်ရှင်းကိမှုလိုပါတယ်ဒီတော့တင်ကဘယ်သူဖြစ်တယ်ဘယ်တာဝန်တွေကိုဘယ်လိုဥဆောင်ဆောင်ရွက်တယ်ဘယ်လိုအမြင်တွေရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနိုင်မှုလိုပါတယ်နောက်ပြီးခေါင်းဆောင်ကောင်းဖြစ်တဲ့တင်ကလုပ်ငန်းနဲ့ပတ်သက်ပြီးဘယ်လိုရည်မှန်းချက်ထားတာတွေဥတီချက်ဘယ်လိုရှိတယ်ဆိုတာတွေကိုရှင်းရှင်းလင်းလင်းပြသနိုင်ရပါမယ်ခေါင်းဆောင်ကောင်းဖြစ်တဲ့တင်ကတန်မိုးတွေဆောင်ရွက်ချက်တွေရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းတိတိကျကျသိအောင်လုပ်ဖို့လိုအပ်ပါတယ်။နှစ်လုပ်ရည်ကံရည်ကောင်းများရှိခြင်းခေါင်းဆောင်ကောင်းတယောက်အနေနဲ့လုပ်ငန်းဆောင်ရွက်ချက်တွေမှာအကောင်းဆုံးဖြစ်အောင်စံထားလောက်တဲ့အရေးအသွေးရှိအောင်လုပ်ကိုင်နိုင်ရပါမယ်။ခေါင်းဆောင်ဖြစ်တဲ့တင်ရဲ့ရည်မှန်းချက်အလုံးကိုလုပ်ငန်းအဖွဲ့အစည်းတင်ကုမ္ပဏီရဲ့အကျိုးစီးပွားအဖြစ်တိုးတက်အောင်ဆောင်ရွက်ရပါမယ်။ခေါင်းဆောင်ကောင်းဆိုတာပြိုင်ဘက်ကောင်းတယောက်လည်းဖြစ်ပါတယ်။3အလုပ်တွင်စိတ်နှစ်ထားခြင်းခေါင်းဆောင်ကောင်းဆိုတာလုပ်ငန်းတိုးတက်အောင်ရေးအတွက်လုံးဝအုပ်ပုံတာဝန်ရှိသူပြီးအလုပ်ထဲမှာစိတ်နှစ်ထားဖို့လိုပါတယ်။ခေါင်းဆောင်ကောင်းဟာကိုယ်တိုင်အလုပ်ထဲမှာစိတ်နှစ်ထားရမယ့်အပြင်စိတ်စောတိုက်တွန်းမှုတွေစီယုံသိမ့်သွင်းမှုတွေနဲ့လက်အောက်ဝန်ထမ်းတွေကိုတက်ကြွစွာလုပ်နိုင်အောင်စူးစမ်းပေးရပါမယ်။4အကန့်အသတ်များထားရှိခြင်းခေါင်းဆောင်ကောင်းတွေရဲ့တာဝန်အရာလုပ်ငန်းတာဝန်တွေကိုခွဲခြားပြီးကန့်သက်ကာလအတွင်းပြည်စည်းအောင်တာဝန်ယူရပါတယ်။ကန့်သက်မှုတွေများများလှုပ်ဆောင်နိုင်မှလည်းလုပ်ငန်းကိုတားဆီးနှောက်ယှက်နေတဲ့အခက်အခဲတွေကိုကဏ္ဍခွဲပြီးဖြေရှင်းနိုင်မှာဖြစ်ပါတယ်။5ဖန်တီးနိုင်စွမ်းရှိခြင်းခေါင်းဆောင်ကောင်းတယောက်မှာလက်ရှိကာလအတွက်သာမကအနာဂတ်ကာလအကျိုးများအောင်အစဉ်အမြဲစိတ်ကူးတတွေရှိနေရပါမယ်။ပြီးတော့ရနိုင်သမျှသောပညာဗဟုသုတအရင်းအမြစ်တွေကိုလည်းတက်နိုင်သမျှစုဆောင်းရပါမယ်။ခေါင်းဆောင်ရဲ့တာဝန်အရာနောက်လိုက်တွေကိုအမြဲတစေအားပေးနှစ်သိမ့်နိုင်မှုအားနည်းချက်တွေကိုပြုပြင်နိုင်မှုအမြဲတမ်းရှိနေရပါမယ်။6အဆက်မပြတ်သောသင်ကြားမှုများခေါင်းဆောင်ကောင်းတယောက်ရဲ့အရေးအသွေးတွေအစဉ်ထက်မြက်နေစေဖို့စာဖတ်ခြင်းဗဟုသုတရှာဖွေစုဆောင်းခြင်းကျွမ်းကျင်မှုများရှိခြင်းစီမံခန့်ခွဲနိုင်ခြင်းအဆက်မပြတ်တဲ့သင်ကြားမှုတွေလုပ်ခြင်းရှိနေရပါမယ်။ဒါကြောင့်ခေါင်းဆောင်ဖြစ်သူကလုပ်ငန်းတိုးတက်စေဖို့လက်အောက်ဝန်ထမ်းတွေကိုလိုအပ်သလိုလေ့ကျင့်ပြထောင်မှုလုပ်ပေးရပါမယ်။ခုနှစ်စီကံတသက်မှတ်ထဲထားရှိခြင်းခေါင်းဆောင်ကောင်းတယောက်စီမှာမိမိကိုမိမိစီကံတတ်မှတ်ပြီးထိန်းချုပ်နိုင်စွမ်းရဲ့စီကံတသက်မှတ်ထဲထားတတ်တာရဲ့အားကိုးလောက်တဲ့အရေးချင်းရှိတာရဲ့အများရဲ့မိခိုမှုကိုတာဝန်ယူနိုင်စွမ်းနေရဲ့စိတ်တည်ငြိမ်တာရဲ့ရှိဖို့လိုအပ်ပါတယ်။စီကံတသက်မှတ်ထဲထားရှိနိုင်တဲ့ခေါင်းဆောင်ဟာစိတ်တည်ငြိမ်မယ်အပြုသဘောဆောင်အကောင်းမြင်မယ်ယုံကြည်ချက်ရှိမယ်ဆိုရင်လုပ်ငန်းခွင်အတွင်းဘယ်လိုဖိအားတွေပဲရှိအောင်မြင်စွာကျော်လွှားနိုင်မှာဖြစ်ပါတယ်။အချက်အတီးများနဲ့ကြုံတွေ့ခြင်းခေါင်းဆောင်ချလာရတဲ့ဘဝတသက်တာမှာအချက်အတီးကိုကြိမ်ဖန်များစွာကြုံရတတ်ပါတယ်။အချက်အတီးတွေဆိုတာကလုံးဝမမျှော်လင့်ထားတဲ့အခြေအနေတွေ
ပုံရှိုးကွယ်ပြောင်းနေတဲ့အခြေအနေတွေစီကနေအမှတ်မထင်ပေါ်ပေါက်လာတတ်ပါတယ်။အကြက်အတီးနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ဘယ်ကောင်းဆောင်မဆိုစိတ်တည်ငြိမ်ပြီးရည်မှန်းချက်အတိုင်းစူးစမ်းရပါမယ်။ကြုံတွေ့ရတဲ့အခက်အခဲကိုထိန်းချုပ်နိုင်စွမ်းရှိပြီးအကြက်အတီးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ရပါမယ်။ဘယ်လိုအကြက်အတီးနဲ့ကြုံရသည်ဖြစ်စေမိမိစိတ်ကိုထိန်းချုပ်ပြီးစိတ်တည်ငြိမ်စွာနဲ့ဖြည့်ရှင်းနိုင်ရပါမယ်။မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းနဲ့ခေါင်းဆောင်နိုင်မှုတင့်ကိုယ်တင်စည်းကမ်းသတ်မှတ်နိုင်သည့်စွမ်းရည်နဲ့တင့်အပြုအမူဥဆောင်ရန်အသင်ရှိနေခြင်းတို့အကြားတိုက်ရိုက်ဆက်နွယ်မှုတွေရှိနေပါတယ်။ခေါင်းဆောင်ရဲ့စည်းကမ်းသတ်မှတ်နိုင်စွမ်းကြောင့်ဘယ်တော့မဆိုမကောင်းတဲ့စကားမပြောဘဲသို့မဟုတ်နားလည်မှုလွဲနိုင်တဲ့စကားမပြောဘဲမိမိကိုမိမိထိန်းချုပ်နိုင်စွမ်းနဲ့သာခေါင်းဆောင်နိုင်မှာဖြစ်ပါတယ်။ခေါင်းဆောင်တို့၏အရေးအသွေးများခေါင်းဆောင်တယောက်ချင်းစီမှရှိရမယ့်အရေးအသွေးတွေကတော့မိမိကိုမိမိစည်းကမ်းသတ်မှတ်နိုင်ခြင်းလုပ်ငန်းအစီအစဉ်များကြာနာအောင်ရေးဆွဲနိုင်ခြင်းကြိုတင်ပြင်ဆင်နိုင်စွမ်းရှိခြင်းစိတ်ယုံနိုင်ခြင်းလှုပ်ဆော်တိုက်တွန်းနိုင်ခြင်းအရာရာအသေးစိတ်ကအစပြန်လည်စစ်ဆေးနိုင်ခြင်းတွေပဲဖြစ်ပါတယ်။နောက်ထပ်လိုအပ်တဲ့အရေးအသွေးတွေကတော့အခြေအနေအရရအပေါ်နားလည်နိုင်စွမ်းရှိခြင်းပြဿနာအခက်အခဲများအားရင်ဆိုင်ဖြေရှင်းနိုင်ခြင်းတိကျမှန်ကန်သောဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းတွေပဲဖြစ်ပါတယ်။ထိပ်တန်းခေါင်းဆောင်တွေဟာကုမ္ပဏီလုပ်ငန်းတစ်ရပ်လုံးကိုမိမိတို့ပိုင်ဆိုင်ထားသည့်လုပ်ငန်းလိုသဘောထားပြီးဆောင်ရွက်တတ်ကြပါတယ်။ခေါင်းဆောင်ကောင်းတွေရဲ့ဂုဏ်ရည်အရာဘယ်တော့မှမကြည်မနက်တိုင်တန်းတာတွေစင်ကြယ်စင်လက်ပေးတာတွေသူများအပေါ်အပြစ်ပုံချတာတွေလုံးဝမလုပ်တတ်ပါဘူး။ခေါင်းဆောင်တွေဟာကျုံမှုဆောင်ရွက်ချက်တွေကိုပဲအဓိကထားတာပါ။ခေါင်းဆောင်ဖြစ်လာပြီးဆိုရင်လုပ်ငန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းပြီးဆုံးဖြတ်ချက်ချမှတ်လှုပ်ဆောင်ရတာတွေရှိလာပါတယ်။ခေါင်းဆောင်ကောင်းတွေရဲ့ဂုဏ်ရည်ထဲမှာအလုပ်ကိုကောင်းကောင်းနဲ့မြန်မြန်ပြီးအောင်လုပ်နိုင်တာကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းများထိပ်တန်းသို့ရောက်ရှိခြင်းခေါင်းဆောင်ကောင်းတွေဟာသူတို့မှရှိတဲ့အရေးအသွေးတွေရဲ့အရှိန်ဟုန်ကြောင့်ထိပ်တန်းကိုရောက်ရှိလာတတ်ပါတယ်။တနည်းပြောရရင်မြို့ပေါ်မှာရှိနေတဲ့မလိုက်ငွေလိုပေါ့။ခေါင်းဆောင်ကောင်းတွေဟာအရေးအသွေးအဆင့်ထက်မြက်နေစေဖို့ပညာဗဟုသုတနဲ့ကျွမ်းကျင်မှုတွေကိုအမြဲမြင့်တင်နေရပါမယ်။အရေးယူဆောင်ရွက်ရန်လိုအပ်သည့်လေ့ကျင့်ခန်းများတင့်ကိုတင်ခုလိုမိပါကျွန်ုပ်မျှော်လင့်နေတဲ့အကျိုးရလဒ်ကဘာလဲထို့နောက်တင်မျှော်လင့်နေသည့်အကျိုးရလဒ်ရရှိအောင်နေ့စဉ်အာရုံစိုက်စူးစမ်းပြီးပါနှင့်တင့်ကိုတင်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တယောက်အဖြစ်မြင်လိုက်ပါထို့နောက်တင့်ကိုတင်ခုလိုမိပါဘယ်လိုကုမ္ပဏီမျိုးမှာရှိနေတဲ့လူတွေကကျွန်ုပ်နဲ့တူပါသလဲသို့မဟုတ်ကျွန်ုပ်ကဲ့သို့စွမ်းဆောင်နိုင်ပါသလား3. တင့်လုပ်ငန်းအဖွဲ့အစည်းအားအကောင်းဆုံးသောဆောင်ရွက်ချက်အပေါ်မူတည်ပြီးအောင်မြင်အောင်စူးစမ်းပါ4. တင့်လုပ်ငန်းနယ်ပယ်အတွင်းအရေးပါသောသူများအားခွဲခြားရွေးထုတ်ပေးပါထို့နောက်၎င်းပုဂ္ဂိုလ်တို့အားတင်ကဘယ်လိုပြုမှုဆက်ဆံမည်၎င်းတို့အကောင်းဆုံးဖြစ်လာအောင်ဘယ်လိုလုပ်ပေးမည်ကိုစဉ်းစားပါ5. အကြက်အတီးတစုံတရာဖြစ်လာပါကစိတ်တည်ငြိမ်စွာဖြင့်မိတို့ဖြည့်ရှင်းမည်မိမိကိုမိမိဘယ်လိုထိန်းချုပ်မည်ဆိုသည်ကိုကြိုတင်ပြင်ဆင်ထားပါ6. တင်ယုံကြည်ထားတဲ့တန်ဖိုးနဲ့စီကံတွေကိုတင့်ပါဝင်ခြင်းမှရှိတဲ့သူတွေကိုမျှဝေပေးပါ9. တင့်ပါဝင်ခြင်းမှရှိသည့်လူများအားကြိုင်ဘက်လိုသဘောထားပြီးစူးစမ်းပါတာဝန်ကျေပွန်ခြင်းနဲ့သစ္စာရှိမှုတွေဟာခေါင်းဆောင်တယောက်မှရှိရမယ့်ကျင့်ဝတ်လို့ယူဆထားပါ